မင်္ဂလာပါအားလုံးပဲအရေးကြီးတဲ့ message တွေဝင်လာမလားဆိုပြီးဖုန်းကိုစောင့်ကြည့်နေရပေမဲ့ဘာအတမ်းမှမမီလာပဲငြိမ်သက်နေရတဲ့အခြေအနေမျိုးကိုကြုံဖူးကြမယ်ထင်ပါတယ်တကယ်ကိုစိတ်ပြက်စရာကောင်းပါတယ်နော်ဒီနေ့အစီအစဉ်လေးမှာတော့အဲ့လို emergency signal ရဖြစ်စရာကောင်းတဲ့ notification မဝင်လာတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုပဲအဆင့်ဆင့်လမ်းညွှန်ချက်တွေကိုဒီကနေ့ရဲ့ရင်းမြစ်တွေပေါ်ရှေ့ခါနီးအသေးစိတ်ရှင်းလင်းတင်ပြပါမှာဖြစ်ပါတယ်ကဲစားလိုက်ကြရအောင်ဟုတ်ပြီဒီနေ့ကျွန်တော်တို့ဖြည့်ရှင်းသွားမယ့်အဓိကအဆင့်၅ခြင်းကိုအကျဉ်းဖြင်းကြည့်လိုက်ရအောင်ပျောက်ဆုံးနေတဲ့ notification တွေအကြောင်းနေစတင်ပြီးတော့ Messenger နဲ့ Telegram setting တွေကိုဘယ်လိုပြင်ဆင်ရမလဲအဆင်မပြေရင် app ကိုဘယ်လိုပြန်သွင်းရမလဲနောက်ဆုံးအခြားဘယ်လိုနည်းလမ်းတွေရှာဖွေရမလဲဆိုတာတွေကိုအဆင့်ဆင့်သွားကြပါမယ်ပထမဆုံးအပိုင်းအနေနဲ့ပျောက်ဆုံးနေသော notification များဆိုတဲ့ခေါင်းစဉ်ကိုစပြီးကြည့်လိုက်ရအောင်ပါဒီနေရာမှာကျွန်တော်တို့အားလုံးသိချင်နေမယ့်အဓိကမိခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဖုန်းတွေမှာ app notification တွေဘာကြောင့်များဂျုတ်တရက်ရက်တန့်သွားရတာလဲဆိုတာပါပဲအရေးမဲ့အချက်လက်တွေကနေကောက်နှုတ်ထားတဲ့ဒီမိခွန်းဟာကျွန်တော်ရဲ့ပြဿနာရှာဖွေရေးလုပ်ငန်းစဉ်တစ်ခုလုံးတော့အရေးပါတဲ့အခြေခံအုံမြင့်လို့တောင်ပြောလို့ရပါတယ်ယောဂကိုတိမှစိတ်ကူးလို့ရမယ်ဆိုသလိုပဲပြဿနာရဲ့အရေးမြစ်ကိုတေချာနားလေမှမှန်ကန်တဲ့ patient တွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီမိခွန်းကိုစိတ်ထဲမှာထားပြီးဆက်လက်လေ့လာကြည့်ကြပါစို့ဒုတိယအပိုင်းဖြစ်တဲ့ Messenger setting များပြင်ဆင်ခြင်းကိုဆက်ပါပါမယ်ဒါကတော့ပြဿနာဖြေရှင်းရေးမှာကျွန်တော်တို့ပထမဆုံးစစ်ဆေးရမယ့်အရေးကြီးတဲ့ကာကွယ်ရေးလိုင်းပဲဖြစ်ပါလေ Messenger မှာအဆင်မပြေဖြစ်နေပြီဆိုရင်တော့ဒီအဆင့်လေးတွေကိုဖြည်းဖြည်းချင်း like လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်ပထမဆုံးကိုယ့်ဖုန်းထဲက app ထဲကိုဝင်လိုက်ပါပြီးရင်အောက်နားမှာရှိတဲ့ menu လေးကိုနှိပ်လိုက်ပါဒုတိယအဆင့်အနေနဲ့လိုအပ်တဲ့နောက်ထပ် option ကိုဆက်ပြီးရွေးချယ်ပေးရပါမယ်တတိယအဆင့်ကတော့ screen ကိုအောက်ဖက်ထိနည်းနည်းလေးဆွဲချလိုက်ပြီး notify ဆိုတဲ့စာသားလေးကိုရွေးချယ်ပေးဖို့ပဲဖြစ်ပါတယ်တိတ်တော့မခက်ခဲပါဘူးနော်ဒီအဆင့်မှာအရေးကြီးဆုံးကတော့ကိုဖုန်းရဲ့ setting တွေမှန်တေချာတိုက်ဆိုင်စစ်ဆေးဖို့ပါပဲဖုန်းရဲ့လက်ရှိ setting အခြေအနေကအခုလေးတင်ပြောပြခဲ့တဲ့မှန်ကန်တဲ့ setting တွေနဲ့တိတိကျကျတစ်ထပ်တီးကြားနေရလားဆိုတော့ကိုဂရုတစိုက်လိုက်လံစစ်ဆေးဖို့အရင်မှာအထူးအကြံပြုထားပါတယ်တမတ်ချက်တီတစ်ထပ်တီးကြားနေဖို့က notification တွေပုံမှန်လိုက်ပြန်လဲအလုပ်လုပ်လာစီဖို့အတွက်တကယ့်ကိုအဓိကကြားရတော့ချက်ပဲထပါတယ်တတိယအပိုင်း Telegram setting များပြင်ဆင်ခြင်းပါ Messenger လိုပဲ Telegram တုံးတဲ့သူတွေတလည်းဘလို့စစ်ဆေးရမလဲဆိုတာစက်ကြည့်အောင်ပါဒီမှာဆိုရင်ဘယ်ဘက်က Messenger ရဲ့လမ်းညွှန်ချက်တွေနဲ့ညာဘက်က Telegram ရဲ့လမ်းညွှန်ချက်တွေကိုယင်ပြီးမြင်တွေ့ရမှာပါတေချာကြည့်လိုက်ရင် platform နှစ်ခုစလုံးအတွက်လွတ်ဆောင်ရမယ့်အခြေခံလုပ်ငန်းစဉ်ဟာအတော်လေးကိုတူညီနေတယ်ဆိုတာတွေ့ရမှာပါအရင်အမြင့်မှာလည်းဒီ platform နှစ်ခုအတွက်လောက်ရမယ့်ပုံစံကအတူတူပါပဲလို့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် Telegram တဲ့အဆင့်ဒီကလည်းရိုးရှင်းပါတယ်အဆင့်1အနေနဲ့ setting menu တွေကိုဝင်ရောက်ပါအဆင့်2အနေနဲ့ notify ဒါမှမဟုတ် notification ဆိုတဲ့ option လေးကိုရှာဖွေပြီးရွေးချယ်ပေးလိုက်ရုံပါပဲခုဖုန်းလေးကိုကိုင်ပြီးဖြည်းဖြည်းချင်းလိုက်လို့ကြည့်လို့ရပါတယ်နော်စတောထအပိုင်းကတော့ app ကိုပြလဲတွင်းချင်းဖြစ်ပါတယ်အရှိကအခြေခံ setting လေးပြင်ဆင်တာတော့အဆင်ပြေသေးဘူးဆိုရင်တော့ပိုပြီးထိရောက်တဲ့ဒုတိယမြောက်ဖြစ်ရှင်လေးကိုဆက်သွားဖို့လိုလာပါပြီဒါတော့နောက်ဆုံးဖြစ်ရှင်နည်းလို့ပြောရမှာပါစတင်နီကိုဘီနာတောင်မှအတန်မမီဘူးပြဿနာကဆက်ရှိနေတဲ့ဆိုရင်တော့ပြဿနာဖြစ်နေတဲ့ app ကိုဖုန်းထဲကနေလုံးဝဖြုတ်ချပစ်လိုက်ဖို့အရေးမြစ်ကခိုင်ခိုင်မာမာချန်ပြထားပါတယ်ပြီးမှအသစ်ပြန်လဲ install လုပ်ခြင်းကအသေးချဆုံးဖြစ်ရှင်နေပါပဲတခါလီကြရင်ဒီလိုအဆက်နေပြင်သွင်းလိုက်တာကအကောင်းဆုံးအလုပ်ဖြစ်သွားတတ်ပါတယ်နောက်ဆုံးအပိုင်းအခြားနည်းလမ်းများရှာဖွေခြင်းမှာ app ပြန်သွင်းကတော့မှ notification တွေကမလာသေးဘူးအတန်မမီသေးဘူးဆိုရင်ဘာဆက်လုပ်ရမလဲဆိုတော့ကိုဆွေးနွေးကြပါမယ်အခုပြောပြခဲ့တဲ့နီလန်းတွေကိုအတိအကျလိုက်လို့တာတော့မှလုံးဝအဆင်မပြေသေးဘူးဆိုရင်ပြန်လဲအကြောင်းကြားပေးဖို့အရင်မြက်ကနေပွင့်မလင်းလင်းဖိတ်ခေါ်ထားတာကိုအားလုံးကိုသိရစေချင်ပါရဲ့ဒီလိုအခြေအနေမျိုးကြုံလာရင်နောက်ထပ်နီလန်းသက်တွေကိုတေချာပြန်လဲရှာဖွေပြီးဆက်လက်မျှဝေပေးသွားမယ်လို့လည်းကတိပြုထားပါရဲ့ဒါကြောင့်ပြဿနာမပြေလည်သေးဘူးဆိုရင်လည်းအရန်စိတ်ပြတ်မသွားပါနဲ့အခြားဖြည့်ရှင်းလို့ရမယ့်နီလန်းတွေရှိနေသေးတဲ့ဆိုတာကိုသိထားစေချင်ပါရဲ့ဒီအချက်လက်တွေရဲ့အရန်အမြင့်နေကုန်းချုပ်မှာဆိုရင်အားလုံးပဲအဆင်ပြေကြပါစေဗျဆိုတဲ့နှွေးထွေးရဲ့စကားစုလေးနဲ့အဆုံးသတ်ထားတာကိုတွေ့ရတယ်။ဒါနီးပညာပိုင်းဆိုင်ရာဖြည့်ရှင်းချက်တွေကိုလူသားဆန်ဆန်နှွေးထွေးထွေးဖြစ်အောင်ပေါင်းစပ်ပေးလိုက်တာဖြစ်ပြီးအားလုံးရဲ့ပြဿနာတွေပြေလည်သွားစေဖို့ရိုးသားစွာအားပေးထားတဲ့စကားလေးပဲဖြစ်ပါတယ်။ကဲအခုဆိုရင်စဉ်းစားစရာတစ်ခုရှိလာပါပြီ။အကယ်၍အခုလိုတိကျတဲ့အဆင့်တွေအလုံးလုံးဆောင်တာတောင်မှဘာမှအလုံးမလုပ်ဘူးဆိုရင်ရော mobile phone စနစ်တွေရဲ့နောက်ွယ်မှာဘလို့လျှို့ဝှက်ဆန်းကျဲတဲ့ပြဿနာတွေကြန့်ရှိနေနိုင်သေးတယ်လဲ။ဒါကတကယ့်ကိုစိတ်ဝင်စားစရာပါပဲ။ဖုန်းတုံးရဲ့ဆက်လက်ပတ်မှုစနစ်တွေဟာအလွန်ရှုပ်ထွေးနေတာမို့ကျွန်တော်တို့အတွက်အမြဲတမ်းလေ့လာစရာတွေရှိနေမှာသိချပါပဲဒီနေ့ရှင်းလင်းတင်ပြချက်လေးကိုဒီမေးခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်အားလုံးပဲဒီအခက်လက်ဒေတာနဲ့မိမိတို့ရဲ့နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေကိုအလွယ်တကူဖြေရှင်းနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်